အော်လေတဲ့နှစ်လအတွင်းတခြားလူတယောက်လိုပြောင်းလဲသွားအောင်ဘယ်လိုလုပ်ရမလဲတဲ့နှစ်လအတွင်းတခြားလူတယောက်လိုပြောင်းလဲသွားအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့မိကုံမမေးခင်တကယ်ရောနှစ်လအတွင်းပြောင်းလဲနိုင်ရဲ့လားဆိုတဲ့မိကုံကိုဖြေပေးဖို့လိုပါတယ်အဲ့တော့နှစ်လအတွင်းပြောင်းလဲနိုင်လားပြောင်းလဲနိုင်ပါတယ်ဒါပေမဲ့ only TV မှာပြောထားတဲ့အချက်တွေကိုတသွေမတိတ်တိချလေးလုပ်ပေးတဲ့အချိန်ကြမှာနှစ်လအတွင်းမတူတဲ့လူတစ်ယောက်နဲ့ transformation ပြောင်းလဲသွားမှာပါနံပါတ်1ဒီနှစ်လအတွင်းမှာကိုကဘယ်လိုလူအနေနဲ့ပြောင်းလဲချင်တာလဲဘယ်လို target တွေထားမလဲအဲ့ဒါတွေအရင်စဉ်းစားပေးဖို့လိုပါတယ်နံပါတ်2ဘယ်ရက်မှာဘာလုပ်မလဲဆိုတဲ့ဟာကိုသိဖို့အတွက်ကိုယ့်ရဲ့တနေ့တာကိုပထမဆုံး analyze လုပ်ပေးဖို့လိုပါတယ်နံပါတ်3အဲ့ဒါကတော့အကုန်လုံးနဲ့မကင်းနိုင်တဲ့အရာပါ social media ပါဒီနှစ်လအတွင်းမှာတော့ဒီ social media ကိုဘာလို့သုံးလဲဆိုရင် intention ရှိပေးဖို့လိုပါတယ်နံပါတ်4 3 things ဒီ 3 things ဆိုတာဘာလဲဆိုတော့နှစ်လအတွင်းမှာကိုလုပ်ချင်တဲ့ to-do list တွေရှိမယ်ပေါ့နော်အဲ့ဒီတနေ့တာအတွက် to-do list မှာအများကြီးအချက်တွေရေးရတဲ့3ချက်ပဲရေးပြရပါမယ်နံပါတ်5 diet ဒီနှစ်လအတွင်းမှာကိုယ့်ရဲ့ခန္ဓာကိုယ်တွေကိုဘာတွေသွင်းနေလဲဘာတွေစားနေလဲဆိုတာသတိထားဖို့လိုပါတယ်နံပါတ်6လှုပ်လှုပ်ရှားရှားနေပြီပါဒီနှစ်လအတွင်းမှာဘယ်အပတ်မှာဘယ်နှစ်ရက်လုပ်မယ်လေ့ကျင့်ခန်းဘယ်လောက်လုပ်မယ်ဆိုတဲ့ဟာကိုသတ်မှတ်ပေးဖို့လိုတယ်အဲ့လိုမျိုးသတ်မှတ်ပြီးတာနဲ့ကိုကခေါင်းကိုက်ကိုက်ဖိနာနာအဲ့ဒီသတ်မှတ်ထားတဲ့ရက်အတွင်းမှာဖြစ်မနေလုပ်ပေးဖို့လိုပါတယ်နံပါတ်9အဲ့ဒါတော့တော်တော်များများလုပ်ချင်တယ်စိတ်ဝင်စားမယ်အရာတော့လည်းယုံကြည်ရဲ့အဲ့ဒါကဒီနှစ်လအတွင်းမှာဖြစ်နိုင်ရင်လူတွေကြားထဲကနေခဏတစ်ဖြုတ်ပျောက်သွားပြီပါအဲ့လိုပျောက်သွားတဲ့ဆိုတဲ့ဟာမှာလည်းအော်လက်ကဒီလိုဖြတ်ကနေပျောက်သွားခိုင်းတာမဟုတ်ဘူးကိုယ့်ရဲ့မကောင်းတဲ့အကျင့်တွေကနေခဏတစ်ဖြုတ်ပျောက်ကွယ်သွားတာဆိုလိုပါတယ်နှစ်လအတွင်းမှာမဖြစ်မနေလုပ်ရမယ်ဆိုတဲ့ step တွေရောလုပ်နိုင်ဖို့အတွက်အရေးကြီးဆုံးအချက်က focus ကောင်းဖို့ပါအဲ့လို focus ကောင်းဖို့အတွက်ကူညီပေးနိုင်မယ် community တစ်ခုတော့ရှိပါတယ်အဲ့ community နာမည်ကတော့ grow lab community ပါဒီ grow lab community မှာဆိုရင်ကိုတယောက်တည်းမဟုတ်ပဲねကိုလိုမျိုးစူးစမ်းနေတဲ့တခြားလူငယ်တွေနဲ့တွေ့နိုင်နိုင်မယ်ဆိုရိုးစကားလို့ပေါ့နော်တယောက်တည်းရွေ့ရတဲ့လူအများနဲ့ရွေ့ရပုံမြန်နေဆိုတဲ့အတိုင်းပဲကိုယ့်ရဲ့ grow ကလည်းပို့ပြီးတော့မြန်လာလိမ့်မယ်အကောင်းဆုံးကတော့ဒီနှစ်လအတွင်းမှာကိုယ့်ရဲ့ရည်ရွယ်ချက်တွေကိုမမေ့ဝအောင်လို့ accountable partner အနေနဲ့ဒီ community ထဲမှာကြားနိုင်ပါလိမ့်မယ်တကယ်လို့ဒါကနှစ်လခဏတစ်ဖြုတ်ပျောက်ကွယ်သွားပြီးတော့ community တစ်ခုထဲမှာတည်တည်ချာချာစိတ်ကိုစုစည်းပြီးတော့ focus လုပ်ပြီးစူးစမ်းခြင်းနဲ့ transformation လုပ်ခြင်းနဲ့ဆိုရင်เนาะအဲ့လေအခုပြထားတဲ့ Olive Vlog ဆိုတဲ့ Facebook page မှာ GL2 ဆိုပြီးစာပို့ပြီးတော့ဒီ Grow Lab community အကြောင်းကိုစုံစမ်းလို့ရပါတယ်